တောင်သားချင်းထူထောင်တဲ့ NLD ရဲ့တစိမ့်အမှတ်သားဖြစ်ပါတယ်ကျယ်သူလေးတပွင့်ရဲ့ခွတ်တောင်းရဲ့အောက်ခံကအနီရောင်ရဲ့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုပြည်သူလူထုသိရမှာကမဲထည့်တဲ့အခါဒီလိုမဲပြားလေးရှိတယ်မဲပြားလေးရှိတဲ့နေရာမှာဒီနေရာမှာလွတ်တော်အမတ်တွေရဲ့ကိုယ်စားလှယ်တွေပေါ့သူတို့ရဲ့နာမည်တွေအဲ့ဒါကိုထည့်မစင်စားနဲ့ဒီမှာတစိမ့်တွေရှိမယ်သူတို့ရဲ့အမတ်သားတစိမ့်တွေဒေါ်ဆန်းစုကြည်ပါတီကိုအားပေးမယ်ဆိုလို့ရှိရင်မဲထည့်မယ်ဆိုရင်ဒီလိုကျယ်ပြူလေးတပွင့်နဲ့ခွတ်တောင်းပါတဲ့အမတ်သားဘီနာမှာတစိမ့်ရရပါမယ်ဒါကိုအထူးသတိပြုပါအခြားသောပုံရိပ်တွေနဲ့ဟုတ်လားကွဲပြားပြီးတော့ပို့ပြီးတော့မျက်စိတစ်ပါးမြင်ထားဖို့သတိထပ်ပြုပါဟောတစ်ချိန်ကကျွန်တော်တို့များသောအားဖြင့်ပေါ့တချို့မသိတဲ့လူတွေကဒေါ်ဆန်းစုကြည်ပါတီကိုအားပေးရင်ခမောက်ပဲထည့်မယ်ခမောက်ပဲထည့်မယ်ပြောတယ်ဟောတစ်ချိန်တော့ဟုတ်ပါတယ်ခုနောက်ပိုင်းမှာခမောက်ကသူကခွဲထွက်သွားတဲ့ပါတီပါအဲ့တော့ဒေါ်ဆန်းစုကြည်ကဒီခွတ်တောင်းနဲ့ကျယ်တပွင့်ကိုသူကတစိမ့်အမှတ်သားနဲ့သူယူပြီးတော့ဟိုပါတီရဲ့တစိမ့်ကိုထူထောင်ထားတာဖြစ်ပါတယ်။ဒါမှမဟုတ် NLD ကိုအားပေးမယ်ဆိုလို့ရှိရင်မဲထည့်မယ်ဆိုလို့ရှိရင်ခွတ်တောင်းနဲ့ကျယ်တပွင့်အနီရောင်အောက်ခံနဲ့ကျယ်ပြူလေးအပွင့်နဲ့ပါတဲ့နေရာကိုဘေးမှာရိုက်နေပြီးတော့အမတ်တစိမ့်ရိုက်နေပြီးတော့မဲထည့်ပါလို့ကျွန်တော်ဒါဟိုအတိပေးလို့ဆိုအပ်ပါတယ်။လူလေးတွေကိုတောင်းလို့ရမိုးစီပွဲကိုတောင်းလို့ရဒီရောင်လေးနဲ့ကိုတောင်းလို့ရလူလေးတွေကိုတောင်းလို့ရဝါလေကိုတောင်းညတ်လို့ရအာလူလေးတွေကိုတောင်းလို့ရဒီရောင်လေးတွေကိုတောင်းလို့ရဒီမိုးစီပွဲကိုတောင်းလို့ရဒီရောင်လေးတွေကိုတောင်းလို့ရဘာလဲဘာဒီကိုတောင်းညတ်တောင်းညတ်ဘာတို့မိုးရွာဒီလူတွေမောပါပဲမိုးရွာဒီလူတွေမောပါတို့ရဲ့တိုင်းပြည်ကိုတို့ကိုပန်းလို့ရဆောင်အားကဲအောင်မစင်တို့အောင်အောင်တန်းတောင်းလို့ရဒီရောင်လေးနဲ့ကိုတောင်းလို့ရဒီမိုးစီပွဲကိုတောင်းလို့ရဒီရောင်လေးနဲ့ကိုတောင်းလို့ရဘာလဲဒီကိုတောင်း
မိုးရွာရွာဒီပူတဲ့မောပါပဲဒီလမ်းမိုးရွာရွာဒီပူတဲ့မောပါပဲတို့ရတိုင်းကြီးကိုရိုးကျိုးပန်လို့အားရဆောင်ပါခဲ့တယ်တို့ကောင်းစားအောင်ဆိုင်